online မှာ content တွေဖန်တီးပြီးပတ်စံရှာတယ်ဆိုတာကလေမျက်နှာပြဖို့ကအရေးမကြီးဘူးဗျတဲ့လားတချို့ကစင်ကြေပေးကြတာဘယ်လိုလဲဆိုတော့ငါမျက်နှာမပြရဲဘူးတချို့ကလည်းကိုယ့်ရဲ့ရုပ်ရည်ကို confident မရှိလို့ဒါမှမဟုတ်လို့ရှိရင်လေရှက်လို့ပေါ့နော်အစဆိုတော့ရှက်တာပေါ့ရှက်လို့ပဲဖြစ်ဖြစ်ပေါ့ငါမျက်နှာမပြနိုင်ဘူးဒီလိုပုံစံနဲ့ content တွေဘယ်လိုလုပ်ဖန်တီးမှာလဲဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့တကယ်တော့ content ဖန်တီးဖို့ဆိုတာကကိုယ်ဘယ်သူဘဝဆိုတာကိုချပြဖို့ကအဓိကမဟုတ်ဘူးဗျအဲ့ဒါအဓိကမကြောက်ကိုလုပ်တဲ့ content တွေကိုလူတွေကြိုက်မကြိုက်လူတွေစိတ်ဝင်စားမှုရှိမရှိဆိုတာကအဓိကပဲအဲ့ဒါကိုဘယ်လိုသက်သေပြမလဲဆိုရင်ကျွန်တော်ကိုယ်တိုင်သက်သေပြခဲ့ပြီးပါပြီနော်ကျွန်တော်ကိုတချို့ကတော့ YouTube မှာကလေးကသိခဲ့ကြတယ် YouTube မှာကလေးကလည်းကျွန်တော်မျက်နှာပြပြီးလုပ်ခဲ့တာမဟုတ်ဘူး Facebook ကိုရောက်လာတော့လေကျွန်တော်ဘယ်သူဘဝဆိုတာကျွန်တော်မချပြထားဘူးဒါကတ်တုန်း effect နဲ့လောက်တာရှိတယ်အခုဒီနောက်ပိုင်းမှာကျွန်တော်လုပ်နေရဆိုလို့ရှိရင်လူမပါဘဲနဲ့ကျွန်တော်တို့ AI character တွေကိုသုံးပြီးတော့နောက်ကနေကိုယ့်အတန်နဲ့ပဲသွားတယ်ဆိုတော့ကျွန်တော်လှုပ်လာတဲ့တစ်လျှောက်မှာဆိုလို့ရှိရင် YouTube မှာကျွန်တော်ဒေါ်လာ1000ကျော်ရခဲ့တယ် Facebook မှာဆိုလို့ရှိရင်လည်းကျွန်တော်စုစုပေါင်းဆိုတော့1000ကျော်ပြီပေါ့နော်ကြာလဲကြာပြီနော်ဆိုတော့စုစုပေါင်းဆိုလို့ရှိရင်ကျွန်တော် online မှာဒေါ်လာ3000ကျော်လောက်ရခဲ့ပြီးပြီ3000ကျော်ဆိုချက်ချင်းတစ်လုံးတစ်ခဲရတာမဟုတ်ဘူးเนาะနှစ်တွေအများကြီးကြာပြီပေါ့နော်ကျွန်တော်လောက်တာလဲ3-4နှစ်လောက်ရှိပြီ哦3-4နှစ်တော့မကတော့2025ဆိုတော့9နှစ်လောက်ရှိပြီ哦เนาะအဲ့တော့အဓိကပြောချင်တာကျွန်တော်ကိုယ်တိုင်တက်တည်ပြခဲ့ပြီးပေါ့ဗျာเนาะမျက်နှာပြခြင်းမပြခြင်းကအဓိကမဟုတ်ဘူးဆိုတာအဲ့တော့ကျွန်တော်တို့က content တွေဒီ online မှာ content တွေဖန်တီးတယ်ဆိုတာကအဓိကတော့လှုပ်ချင်စိတ်ရှိဖို့ဝါသနာပါဖို့ပါเนาะတခုရှိတာကကျွန်တော်ခုနပြောသလိုကျွန်တော်တို့ပတ်စံတွေအများကြီးရတယ်ဟောသူတို့တွေတော့အများကြီးရတာငါလည်းအများကြီးလိုချင်တယ်ဆိုတဲ့စိတ်နဲ့ငွေတစ်ခုတည်းအတွက်နဲ့ဒီလောကထဲဝင်လာတယ်ဆိုလို့ရှိရင်တော့မလွယ်ဘူးဗျမလွယ်ဘူးဆိုတော့ကဒီလောကထဲမှာငွေအတွက်ပဲတီးတန့်လုံနေကြတဲ့လူတွေမရှိဘူးလားဆိုတော့ရှိတယ်လူတိုင်းကတော့ငွေရှာခြင်းလို့လုံနေကြတာဗျဒါပေမဲ့ငွေရှာဖို့ပဲတီးတန့်ကြီးရည်ရွယ်ချက်ကြီးတစ်ခုနဲ့ဒီထဲကိုဝင်လာမယ်ဆိုလို့ရှိရင်じゃရေရှည်ရက်တည်ဖို့မလွယ်ဘူးရေရှည်ရက်တည်ဖို့မလွယ်ဘူးဆိုတော့ဘယ်လိုလူတွေအတွက်လဲဆိုတော့အခြေခံမရှိသေးတဲ့လူတွေအတွက်ပေါ့နော်စချင်းအခုမှစလုပ်မယ်ဆိုတဲ့လူတွေအတွက် तू ကငွေတစ်ခုတည်းနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ content တွေဖန်တီးတဲ့အပေါ်မှာအရင်စိတ်ပါဝင်စားမှုမရှိဘူးเนาะပြီးတော့ဝါသနာသိပ်မပါဘူးပေါ့ဗျာနော်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့အစပိုင်းမှာလူတိုင်းကအဆင်မပြေမှုတွေနဲ့ကြုံရတာပဲဗျစပြီးတော့လောက်ကြပြီဆိုလို့ရှိရင်ဟာ view မတက်တာတို့ကြည့်တယ်လို့မရှိတာเนาะနောက် follower မတက်တာစသဖြင့်ပေါ့နော်ဒါမျိုးတွေအခက်အခဲတွေကတော့ကြုံရတာပဲဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကနီးလန်းမျိုးစုံနဲ့လောက်ရတာပေါ့လေတက်လာအောင်ထားပါတော့အဲ့ဒါတော့အသေးစိတ်ပြောရမယ်ပိုင်းဆိုတော့ထားလိုက်တော့ဆိုတော့အဲ့လိုအခက်အခဲတွေကြုံလာတဲ့အခါမှာငွေရှာဖို့တစ်ခုတည်းအတွက်နဲ့ဝင်လာတဲ့လူကြတော့ဟာလောက်ရတာခက်ခဲလိုက်တာကွာဆိုပြီးတော့အစာပိုင်းမှာရင်လက်လျှော့သွားကြတယ်အဲ့မှာရင်သူတို့ကပြီးသွားတယ်ပေါ့နော်ဆက်လည်းမလုပ်ဖြစ်တော့ဘူးမလွယ်ပါဘူးကွာဆိုပြီးတော့ဒါပေမဲ့ဝါသနာအရင်ခံလာတယ်တကယ်စိတ်ပါဝင်စားတဲ့လူကြတော့ငွေရတာမရတော့သူကအဓိကအရင်ဆုံးသူ့ target ကအဲ့ဒါမဟုတ်ဘူးငါ content တွေဖန်တီးမယ်ငါဖန်တီးတဲ့ content တွေကိုလူတွေစီရောက်အောင်ငါဘယ်လိုပို့မလဲဆိုတော့စိတ်နဲ့ပဲလုပ်တဲ့လူကကြတော့ပတ်စံရမရကျွန်တော်တို့ကဒီဟာကိုဆက်လုပ်နေတယ်မယမနာဆက်လုပ်နေတယ်အချိန်တစ်ခုရောက်တဲ့အခါမှာ content ကနော်သူပို့ခြင်းနဲ့သူ့ရဲ့ audience ကိုရောက်သွားတာပဲအဲ့တော့အချိန်တစ်ခုတော့ပေးရတယ်အချိန်ပေးရတယ်ဆိုတဲ့အနေအထားမှာဗျာကျွန်တော်တို့လူတီးပြီးသားလူတွေကတော့ page တစ်ခုစလုပ်လိုက်တာတလားတိုင်းနဲ့လည်းချက်ချင်းအောင်မြင်သွားနိုင်တာပဲဒါပေမဲ့လူသစ်တယောက်အတွက်ကကြတော့လမ်းစဖောက်ရတယ်ဆိုတော့ကနည်းနည်းလေးတော့အချိန်ပေးရတယ်တချို့လည်းကံကောင်းထောက်မှပြီးတော့တလားလောက်နဲ့လူသိတော်တာမျိုးလည်းရှိနိုင်တာပဲနော်တချို့လည်းကံကောင်းလို့တချို့လည်းငွေသုံးနိုင်လို့ပေါ့နော်လူသိသွားတယ်တချို့ကြတော့လေအချိန်3-4လပေးရတာမျိုးရှိတယ်6လလောက်ထိပေးရတာမျိုးရှိတယ်တချို့လဲပုံမှန်လေးဖြည်းဖြည်းချင်းလုံလာပြီးတစ်နှစ်လောက်နေမှရတာမျိုးတွေလည်းရှိတယ်ဆိုတော့အချိန်တစ်ခုတော့ပေးရတယ်အဲ့တော့ဗျာအချိန်တစ်ခုပေးရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှာနောက်ခံအလုံးမရှိပဲနဲ့ဒီထဲကိုခြေစုံပြည့်ဝင်လာလို့ကမရဘူးဆိုလိုတာကကို့မှာကိုမိဘအဆင်ပြေလို့ကို့ကိုကြွေးထားနိုင်တယ်နော်အေးစေးထိုင်စားလို့ရတယ်ဗျာအေးစစ်ထိုင်စားလို့ရတယ်ဘာမှပူစရာမရှိဘူးဒီထဲကိုပဲအချိန်ပေးနေလို့ရတယ်ဆိုတဲ့လူကတော့တစ်မျိုးအဲ့လိုမဟုတ်ဘူးကို့မှာဝင်ငွေလဲတစ်ဖက်တစ်လမ်းရှိဖို့လိုတယ်ဆိုလို့ရှိရင်တော့အလုပ်တစ်ဖက်နဲ့ပဲဒီထဲကိုကျွန်တော်တို့ကဝင်ရမှာပဲအလုပ်ကြီးကိုပြစ်ခဲ့ပြီးတော့ငါဒီထဲဝင်ပြီးကွာအလုပ်မလုပ်တော့ဘူးဆိုတာမျိုးတော့မရဘူးတချို့လာမေးကြတာရှိတယ်ကျွန်တော်ဒီအလုပ်ကိုစလုပ်တော့မယ်ဝင်ငွေရပုံမှန်ရနိုင်မှာမလား no အဲ့လိုမျိုးတော့မှန်းထားလို့မရဘူးနော်
ကျွန်တော်တို့မှာနောက်ခံကိုနေထိုင်စားတောက်ဖို့လုံလောက်တဲ့ဝင်ငွေလေးတစ်ခုတော့ရှိဖို့လိုတယ်အဲ့ဒါလေးကိုလှုပ်ရင်းနဲ့မှကျွန်တော်ဒီဘက်ကိုအချိန်လေးပေးရင်းနဲ့ကျွန်တော်တို့တဖြည်းဖြည်းလှုပ်ယူလာမယ်ဒီဘက်ကအခြေအနေတစ်ခုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ခံအလုပ်ကိုထွက်ရင်ထွက်ပြလိုက်လို့ရပြီအခြေအနေတစ်ခုရောက်တော့မှာနော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်တော့အပြင်မှာဘာလုံးမလုပ်တာကိုဗစ်မတိုင်ခင်ကတည်းကပေါ့နော်အခုချိန်ကြီးကျွန်တော်ဒီ online ရတဲ့ဝင်ငွေနဲ့ပဲရက်တည်ပြီးတော့စားသုံးနေတာပေါ့နော်ဆိုတော့အဓိကပြောချင်တာက creator အသစ်တွေကိုပါနော်ငွေရဖို့တခုတည်းနဲ့ငွေအတွက်ပဲဝင်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောသလိုဆက်စချင်းမှာ view မတက်တာတွေဘာတွေနဲ့ကြုံရတဲ့အခက်အခဲတွေမှာလက်လျှော့သွားတာမျိုးဖြစ်လိမ့်မယ်အဲ့လိုမဟုတ်ဘူးကိုကဒီဟာကိုတကယ်ဝါသနာပါလို့အချိန်ပေးပြီးလုပ်မယ်ဝါသနာလည်းပါတယ်နော်စိတ်ပါဝင်စားမှုလည်းရှိတယ်အချိန်လည်းပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဝင်လာခဲ့ပါကျွန်တော်တို့အချိန်တစ်ခုပေးရတာပဲရှိပါလိမ့်မယ်နော်ပုံမှန်လေးတော့လုပ်ဖို့လိုတာပေါ့ဗျာကျွန်တော်တို့ကစိတ်ပါလို့တပတ်မှာကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ထားလုပ်လိုက်တယ်နောက်တစ်လလောက်ရက်ပြစ်လိုက်တယ်ဆိုတာမျိုးတော့အဆင်မပြေဘူးလေဒါမှမဟုတ်ကိုကတပတ်မှာတစ်ပုတ်လောက်ပဲလုပ်နိုင်တယ်ဆိုရင်တော့တပတ်တစ်ပုတ်ကိုပုံမှန်လေးလုပ်ဖို့လိုတယ်တပတ်တစ်ပုတ်ကအရန်တော့နည်းလုံးနဲ့ဗျာဒါအရန်မအားတဲ့လူတွေအတွက်ကိုပြောတာကိုကအားလက်ချိန်ရှိတယ်ဆိုလို့ရှိရင်တော့တရက်တစ်ပုတ်လောက်ဖန်နီးမလားဒါမှမဟုတ်2ရက်တစ်ပုတ်လား3ရက်တစ်ပုတ်လားပုံမှန်လေးပေါ့နော်ဒီဘက်ကိုအချိန်လေးပုံမှန်ပေးပြီးတော့လုပ်ရင်အဆင်ပြေပါလိမ့်မယ်ဒါပေမဲ့ဘာမှမသိသေးတဲ့အစ်စ်နော်လုံးဝဒီဟာနဲ့ပတ်သက်လို့ဘာမှအခြေခံမရှိသေးဘူးဆိုလို့ရှင်တော့အခြေခံတွေစလေ့လာအောင်မှဖြစ်တဲ့ကြောင့်အဲ့လူကြီးကတော့ပို့ပြီးတော့အချိန်ပိုပေးရနိုင်တယ်အခြေခံတွေဆိုတော့ဘာတွေလဲဆိုတော့ထားပါတော့ Facebook ဆိုလို့ရှင်လဲ Facebook မှာကျွန်တော်တို့က page နဲ့လုပ်မှာလား account နဲ့လုပ်မှာလားဒီ account ကိုကျွန်တော်တို့ကဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဂိုင်မလဲaccount ထဲမှာ setting တွေကဘာတွေရှိလဲနော်စသဖြင့်ပေါ့နော်ဒီကိုယ်ကျွမ်းကျွမ်းကျင်တွေဂိုင်တွေတတ်ဖို့လိုတယ်ထားပါတော့ page မှာဆိုလို့ရှင်လဲဒီ admin လွှဲပြောင်းလုပ်တာတို့နော်နောက် page ရဲ့detail တွေပြောင်းတာတို့နော် user name တို့စသဖြင့်ပေါ့ဗျအများကြီးရှိပါတယ်ဒါတွေကတော့အရင်ခက်ခဲတာတွေတော့မဟုတ်ပါဘူးနည်းနည်းအင်္ဂလိပ်လိုနားလည်လို့ရှင်နည်းနည်း like ကလေးကြည့်လိုက်တာ ਨੇ သိသွားတာပါနော်နောက်တစ်ခုအပိုင်းရကြတော့ editing ပိုင်းနေ editing မှာဆိုလို့ရှင် photo ရှိမယ် video ရှိမယ်နှစ်ခုလုံးရထားမှအဆင်ပြေမယ်အဲ့တော့အဲ့အပိုင်းတွေကိုကျွန်တော်တို့ကအခြေခံနေစပြီးလေ့လာတဲ့ဟာတွေရှိလာတယ်ပေါ့နော်ဆိုတော့editing မှာကျွန်တော်တို့ photo editing ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့လုပ်တဲ့လူရှိမယ် PC နဲ့လုပ်တဲ့လူရှိမယ် laptop နဲ့လုပ်တဲ့လူရှိမယ်ဒါကတော့ကိုယ်ကိုင်တဲ့ device ပေါ်မူတည်ပြီးတော့သုံးရတဲ့ application ကွာသွားလိမ့်မယ်အဲ့လိုပဲ video editing မှာလည်းသုံးလို့ရတဲ့ software တွေအများကြီးရှိတယ်ဖုန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ free သုံးလို့ရတာတွေကျွန်တော်တို့ KineMaster တို့ဘာလို့ဆိုလို့ရှိရင် crack version တွေသုံးလို့ရတယ်ဗျာနော် CapCut ရှိမယ် CapCut ကတော့ကျွန်တော်တို့pro feature တွေသုံးရင်ဝယ်သုံးမှအဆင်ပြေမှာပေါ့နော်နောက် PC မှာဆိုလို့ရှိရင် Adobe Premiere Pro နော်CapCut PC version သုံးလဲရတယ်စသဖြင့်ပေါ့ကျွန်တော်တို့က editing software တွေကိုကျွမ်းကျင်အောင်လဲလေ့လာဖို့လိုတယ်လေ့လာဖို့ဆိုတာ editing ကျတော့အဓိက tools တွေဒီ software ထဲမှာပါတဲ့ဘယ် tools ကတော့ဘာအတွက်သုံးတာဆိုတော့ဒီ tools ကတော့ background ဖြောက်တာဒီ tools ကတော့နော် color change တာဒီ tools ကတော့ဖြတ်တာဒီ tool ကတော့ set တာစသဖြင့်ပေါ့နော်အဲ့လိုမျိုးပေါ့ tools တွေဘယ်ဟာတွေဘယ်လိုသုံးနေဆိုတာသိသွားရင်ဒါလုတ်တက်သွားတာပါပဲနော်ကျွန်တော်တို့ကအရင်ကျွမ်းကျင်တဲ့ advanced level ကြီးကိုပြောတာမဟုတ်ဘူးဗျာ editing ဆိုတာကကျွန်တော်တို့ကအခြေခံလေးလောက်နားလည်ရင်တော့ကျွန်တော်တို့ဒီလိုရိုးရိုးကျွန်တော်လုပ်နေတဲ့ဗီဒီယိုမျိုးတွေကလုပ်လို့ရတယ်ဗျာအခြေခံဘိုင်းလေးပဲရှိပါတယ်အများကြီးကျွန်တော်တို့advanced တွေသုံးရတာမျိုးတွေမရှိပါဘူးနော်ဆိုတော့အခြေခံကိုလေ့လာမယ်လေ့လာတယ်ဆိုတာကျွန်တော်တို့ကသူများလုပ်ပြတာကိုကြည့်ရုံနဲ့မတက်ဘူးတကယ်လိုက်လုပ်ရတယ်သိလားအဲ့ဒါတစ်ချက်တော့တချို့ကသူများလုပ်ပြတယ်အဲ့ဒါကိုကြည့်ရုံပဲကြည့်လိုက်တယ်တကယ်လိုက်မလုပ်ဘူးတကယ်လိုက်မလုပ်ရင်မတက်ဘူးဗျအဲ့ဒါအမှန်ပြောတာနော်တကယ်လိုက်လို့မကြည့်ရင်မတက်ပါဘူးကြည့်ရုံနဲ့မတက်ဘူးဗျနော်မေ့သွားကြည့်ရုံနဲ့ဆိုတာကကြည့်လိုက်တယ်ကြည့်တော့မှတ်မိသွားတယ်ဒါပေမဲ့တကယ်လိုက်လို့မထားတော့မေ့သွားတယ်ဆိုတော့ဗျာ tools တစ်ခုသုံးတယ်ဆိုကြပါစို့ထားပါတော့key frame သုံးတဲ့နီးဆိုကြပါစို့ဗျာဆိုတော့ key frame သုံးတာကိုကျွန်တော်တို့ကဗီဒီယို3ခုလောက်ကို key frame လေးသုံးပြီးတော့လိုက်စမ်းကြည့်လိုက်အဲ့ key frame နောက်ပိုင်းမေ့ပါဆိုတော့မမေ့တော့ဘူးဒါပေမဲ့ key frame သူများသုံးပြတာကိုကြည့်ုံလေးကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့လူဟာတကယ်စမ်းကြည့်လို့ရှိရင်မတက်ဘူးနော်အဲ့တော့တကယ်လိုက်လို့ဖို့လိုတာပေါ့နော်ကိုဘယ်သူစီကကြည့်ပေါ့ဗျာ YouTube ကပဲကြည့်ပေါ့နော်အဲ့လိုမျိုးတကယ်လိုက်လို့ဖို့ပဲလိုပါတယ်အဲ့တော့အဓိကပြောချင်တာကဒီလောကတွေဝင်လာမယ်ဆိုလို့ရှိရင်ကို့မှာမိဘတင်ကြွေးထားနိုင်တယ်ဆိုလို့ရှိရင်တော့
ဒီထဲကိုခြေစုံပြည့်ဝင်ခဲ့လို့ရတယ်ပြဿနာမရှိဘူးဒီပေါ်မှာအချိန်ပြည့်ပေးပေါ့ဗျာ full time ပေးပေါ့အလုပ်တစ်ဖက်နဲ့ဆိုလို့ရှိရင်တော့အလုပ်ကိုပြစ်ခဲ့လို့အဆင်မပြေပါဘူးเนาะအဲ့တော့ကို့မှာအားတဲ့အချိန်လေးကိုဒီဘက်ကိုပေးပေါ့အဲ့လိုပဲလုပ်ရမှာပေါ့နော်ဒါပါပဲเนาะအဲ့တော့ဒီ online မှာကျွန်တော်တို့ content တွေဖန်တီးပြီးပတ်စံရှာတာနဲ့ပတ်သက်လို့ကျွန်တော်တို့သင်တန်းနဲ့စနစ်တကျသင်ကျင်တယ်ဆိုရင်တော့ကျွန်တော်မှာသင်တန်းလေးရှိပါတယ်ကျွန်တော်ရှိမှာဘာတွေသင်လဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ page တွေကင်တာတွေ channel တွေကင်တာတွေเนาะအဲ့ဒါတွေအခြေခံတွေအပြင် monetization နဲ့ပတ်သက်တဲ့ rules တွေပေါ့နော်အဲ့လိုဟာတွေအပြင်ဟိုမှာ content ဖန်တီးတဲ့နည်းတွေပေါ့เนาะအဲ့လိုနီးလန်းတွေကိုပါကျွန်တော်အသေးစိတ်စနစ်တကျသင်ပေးပါတယ်သင်တန်းလေး join နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page messenger နဲ့လာပြီးတော့စုံစမ်းလို့ရပါတယ်